ဆက်ချုပ်တက်တန်း73နှစ်ဒီဇိုင်နာတက်တန်း12နှစ်တင်နန်းကျောင်းတက်တန်း17နှစ်တာကာလမှာကြုံတွေ့ခဲ့သမျှအရာအားလုံးတွေကိုပြန်လည်ပြီးတော့တစ်လအတွင်းမှာမျှဝေပေးသွားမှာဖြစ်ပါတယ် BFA အတမူဝမ်းကြောင်းပညာရေးနဲ့ဘဝရည်တည်ခြင်းတဲ့သူတိုင်းအတွက် Professional Fashion Act ဆိုတဲ့စာမုတ်လေးနဲ့ကျွန်တော်ဒီဇိုင်နာဆရာတူကနေကြိုဆိုပါရစေကျွန်တော်ကတော့ရန်ကုန်မန်းလေးပြည်ဦးလင်မြို့ကြီး3မြို့မှာတင်နန်းကျောင်း6ကျောင်းကိုဖွင့်လှစ်ထားတဲ့ PFA School ရဲ့ပဲ့ကိုင်ရှင်ဒီဇိုင်နာဆရာတူပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာအားလုံးအရန်ပျော်ရွှင်ရမယ့်အစီအစဉ်လေးဖြစ်ပါတယ်ကျွန်တော်လက်ထဲမှာကြိုင်ထားတာကတော့ဘာလဲဆိုလို့ရှိရင်အစစ်မြင့်10ဘာသာကျွန်တော်တို့တလားတင်နန်းမှာတင်ကြားပေးမယ်ဒီဇိုင်းပေါင်းများစွာဖြစ်ပါတယ်ဒီသင်တန်းလေးကတော့အခုပထမဆုံးစတင်ဖွင့်လှစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တလားသင်တန်းကိုကျွန်တော်ကပညာအလှအနေနဲ့အားလုံးကိုပညာရဲ့အများကြီးညှဝေပေးမှာဖြစ်တယ်လို့သင်တန်းကြီးရလည်းပုံမှန်ဆိုလို့ရှိရင်390ကို10သိန်းနဲ့တင်ကြားပေးမှာဖြစ်ပါတယ်ကျွန်တော်ကသင်တန်းကျောင်းကိုပဲအားစိုက်ပြီးတော့တီးသန့်ဖွင့်လှစ်လာခဲ့တာဆိုလို့ရှိရင်သင်တန်းကျောင်းအသက်17နှစ်ရှိသွားပါပြီအဲ့တော့ကျွန်တော်တို့ဒီသင်တန်းလေးတက်လိုက်တာနဲ့ပညာတွေကအများကြီးရသွားမှာဖြစ်ပါတယ်အခု26ရက်6လ2024ခုနှစ်မှာဖွင့်လှစ်မယ်ကျွန်တော်ကိုယ်တိုင်ဦးစီးဦးဆောင်ပြုပြီးတော့မှသင်တန်းကျောင်းမှာတလားတိတိတပတ်ကို4ရက်တနင်္လာအင်္ဂါဗုဒ္ဓဟူးကျောင်းပိတ်ပါတယ်ကြာသပတေးတောက်ကြမနက်10:00နာရီကနေညနေ4:00နာရီထိအထည်ထွက်သည့်အထိအလှဆင်ပြီးတဲ့အထိလက်တွေချုပ်လုပ်တင်ကြားပေးသွားမှာဖြစ်ပါတယ်ဘလို့ဒီဇိုင်းတွေကိုတင်ကြားပေးသွားမှာလဲဆိုတော့လိုက်ပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျာရေငန် concept draping ဆိုတဲ့ဘာသာရပ်တွေမှာကျွန်တော်တို့ကအခက်ဆုံးဖြစ်တဲ့ concept ဆိုတဲ့သင်ခန်းစာချုပ်နည်းရောညှက်နည်းရောအရန်ခတ်တဲ့အထည်ကိုလက်တွေ့ချုပ်လုပ်ပြသွားမှာဖြစ်ပါတယ်။တို့ပွဲတက်မှာဆိုရင်လည်းပဝါနဲ့တစ်ဆက်တွဲတွေပလုတ်တွဲလေးတွေစီကွန့်လေးတွေအလှစင်တာလေးတွေဒါမျိုးပွဲတက်ရဲ့အင်္ဂါရက်နဲ့ကိုက်ညီတဲ့အထည်တွေကိုလက်တွေ့တစ်ထည်ချုပ်ပြပေးသွားမှာဖြစ်ပါတယ်။ No bra ဆိုတဲ့နှစ်ထပ်ချုပ်မှာလည်း Bollywood ဆရာမလို့တဲ့အုံကွက်ထည့်ပြီးတော့ကော်ချောင်းနေတာကော်ချောင်းတွတ်တာကော်ချောင်းထုတ်ပြီးအလှဆင်လဲကျွန်တော်တို့နှစ်ထပ်ချုပ်ရုပ်ပြောက်2 layer တွေကိုလည်းကျွန်တော်တို့ line နေနဲ့ထည့်ချုပ်တာတွေလည်းကျွန်တော်တို့သင်ပေးသွားမှာဖြစ်ပါတယ်။ဟိုသတို့သမီးထိုင်မသိမ်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းရင်ကန်ရောရင်စင်းရောရေတီနာရောဗလာလုံးချီရောပတ်ထမင်ရောပတ်ဝါပါတခါတည်းအထည်ထွက်တဲ့အထိညက်ချုပ်အလှဆင်ပြီးတော့ငှားစားရောင်းစားလို့ရမယ်အထည်လက်ခံလို့ရမယ်သင်တန်းပြန်ပြလို့ရမယ်အထည်မျိုးတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်ဒီ dress ဆိုတဲ့ပွဲတက်ဘာသာရက်မှာဆိုလို့ရှိရင်လည်းဘလို့ခန္ဓာကိုယ်ထူးခြားတာပဲဖြစ်ပလိစေကိုယ့်ရဲ့ပွဲတက်ခေါင်းဝင်ဝတ်ဆင်လိုက်တာလေလှသွားတယ်နော်ဒီထည်လေးကသူနဲ့တိတ်လိုက်တာပဲဆိုတဲ့အရာမျိုးဖြစ်အောင်တကယ်ပတ်စံရှာစားလို့ရမယ်တကယ်ပြန်ချုပ်စားလို့ရမယ်တကယ်ငှားလို့ရောင်းလို့ရမယ်ပွဲတက်ခေါင်းဝင် dress ကိုတင်ပေးသွားမှာဖြစ်ပါတယ် Miss Day Model တွေပြိုင်ပွဲဝင်တဲ့ evening gown ပုံစံတွေဆိုရင်လည်းကျွန်တော်ကိုယ်တိုင်ကနိုင်ငံတကာမှာလွန်ခဲ့တဲ့2015ခုနှစ်ထဲကနေစပြီးတော့နိုင်ငံကိုစားပြီးအလှမယ်ပေါင်းများစွာကိုတရဖူပေါင်းများစွာကျွန်တော်ဝတ်စုံနေနဲ့စုခုနိုင်ခဲ့ပါတယ်ဆိုအလှမယ်နဲ့ပတ်သက်ပြီးတော့လေဘလိုမျိုးအလှမယ်တယောက်ကခန္ဓာကိုယ်နဲ့ကိုက်ညီအောင်ခန္ဓာကိုယ်အလှကိုပေါ်လွင်အောင်လှပတဲ့နေရာတွေကိုပြအောင်မပေါ်တဲ့မပေါ်တိုက်တဲ့နေရာတွေကိုလည်းကိုယ့်ရဲ့ဝတ်စုံလေးကဘလိုတွေဖုံဖုံဖိဖိနဲ့လုံလုံချုံချုံနဲ့လှပအောင်လက်တွေ့တစ်ထည်ချုပ်လုပ်ပြီးတော့အလှဆင်တဲ့အထိပြသတော့မှာဖြစ်ပါတယ်။နောက်တိုင်းမင်္ဂလာဆောင်ခေါင်းဝင် wedding dress တွေမှာဆိုလို့ရှိရင်လည်းတကယ်ကိုမင်္ဂလာပွဲတွေမှာဘလို့ချုပ်လဲဘလို့ဝတ်လဲငားစားတဲ့ထဲကဘလို့လဲရောင်းစားတဲ့ထဲကဘလို့လဲဗလီယာတွေကဘယ်နှထက်လဲဘလို့ညှက်ရတာလဲမှားရင်းနေတာတွေကဘလို့တွေလဲကုတက်တိုင်ချုပ်လုပ်ဆဲဖြစ်တဲ့ပွဲတက်ဝတ်စုံတွေ no bra ဝတ်စုံတွေရင်ကန်ဒီ corset တွေ draping တွေဒီဘာသာရက်တွေ10ဘာသာလုံးကိုကျွန်တော်ရဲ့ဆက်ချုပ်တက်တန်း73နှစ်ဒီဇိုင်နာတက်တန်း12နှစ်တင်နန်းကျောင်းတက်တန်း17နှစ်တာကာလမှာကြုံတွေ့ခဲ့သမျှအရာအားလုံးတွေကိုပြန်လည်ပြီးတော့တစ်လအတွင်းမှာမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အခုကြည့်ရှုနေတဲ့သူတွေဒီကျွန်တော်စီမှာတင်နန်းတက်လိုက်ရင်ဘာတွေရသွားမလဲဆိုတော့ကျွန်တော်ရဲ့လောက်သက်ကာလတစ်လျှောက်လုံးမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေဘ ഹു တုတတွေအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ခဲ့လဲဘယ်လိုဖြေရှင်းခဲ့ရလဲဆိုတော့ problem solution ကိစ္စတွေအားလုံးပါတခါတည်းမျှဝေပြီးတော့ရရှိသွားမှာတော့အဖိုးမဖြတ်နိုင်တဲ့အရာဖြစ်ပါတယ်။ဒီသင်တန်းလေးကိုမအဲ့ရသေးတဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုအခွင့်အရေးမျိုးကိုထပ်ရဖို့အတွက်အရန်ခဲရင်ပါတယ်ဘလို့မှမဖြစ်နိုင်ပါဘူး။အဲ့တော့ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးသင်ကြားပေးမယ်။ရန်ကုန်မြို့သစ္စာလမ်း9ရပ်ကွက်14လမ်းထောင်ဥက္ကလာဖျား9စုဖျားမီးပွိုင်ထောင်ကကားမှတ်တိုင်ရှေ့တက်တဲ့ကသင်တန်းကျောင်းတစ်ကြီးကပညာဒါနကျောင်းနေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။အားလုံးနဲ့ဆုံတွေ့ပါမယ်။နေကလာမဲ့သူတွေအတွက်လည်းအဆောင်အခုစီစဉ်ပေးလိုက်ပြီဖြစ်ပါတယ်။သင်တန်းကျောင်းနောက်ကျောကလေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကျောင်းကနေဆိုရင်လမ်းလျှောက်ရင်3မိနစ်အနည်းဆုံးလူအကြာဆုံးရှောက်ရရင်9မိနစ်ဖြစ်ပါတယ်ပေ20ပေ60နှစ်ထပ် channel ဝင်းနဲ့တီးတက်တင်တန်းကျောင်းကြီးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဆောင်နေကြတဲ့သူတွေအတွက်လည်းအများဆုံးကြိုဆိုပါရစေအဲ့ဒါဗီဒီယိုလေးတွေ့တာနောက်ကျခင်လည်းလာခဲ့ပါလို့ကျွန်တော်တို့ညီမျှအောင်တန်းတူသွားအောင်ပြန်လည်ပြီးတော့တင်ကြားပေးသွားမှာဖြစ်ပါတယ်ပုံမှန်တင်တန်းကြီး390ကို10သိန်းနဲ့တင်ကြားခွင့်ရမယ်ဒီကျွန်တော်ရဲ့ပညာအလှူအစီအစဉ်လေးမှာဒီဇိုင်းပေါင်း80ဝန်းကျင်လောက်ကျွန်တော်တို့တင်ပြပေးသွားမှာဖြစ်ပါတယ်ညံ့ညံ့လေးသွားအပ်ပါလို့ပြောချင်ပါတယ်ခင်ဗျာအားလုံးနဲ့ပညာရေးတဝါကြီးမျှဝေကြပါမယ်ခင်ဗျာ